တိုက်ခန်းမှ3လနေမှပဟီလီအပိုင်းတစ်နေရန်ကြားကအနံဆိုး2020ပြည့်နှစ်ရန်ကုန်မြို့ရဲ့လူစီကားလာတဲ့ရက်ကွက်တစ်ခုမှာရှိတဲ့6ထပ်တိုင်ဟောင်းကြီးတစ်ခုအဲ့ဒီတိုင်ရဲ့တတိယထပ်အခန်းမှ3လနေမှအသက်40ကျော်အရွယ်လူပြိုကြီးဦးဖုံးမြင့်တယောက်တည်းနေထိုင်ပါတယ်ဦးဖုံးမြင့်ကစည်ရင်းကင်တယောက်ဖြစ်ပြီးလူအေးတယောက်လို့အိမ်နီးနားချင်းတွေကသတ်မှတ်ထားကြတာပါမိုးရာသီရဲ့တညမှာတော့အခန်း3လတစ်ကအိမ်နီးနားချင်းတွေဟာနေရင်ကြားကနေထွက်လာတဲ့ထူဆန်ပြီးပုတ်ဆက်ဆက်အနံ့တစ်ခုကိုစကြင်ရရှိခဲ့ပါတယ်ဒီအနံ့ကကြွက်တေတာနဲ့မတူဘူးတစ်ခုခုအကြီးအကျယ်ပုတ်နေသလိုပဲလူအိမ်နီးနားချင်းတွေကပြောဆိုကြပါတယ်ဒါပေမဲ့ဦးဖုံးမြင့်ကိုမေးကြည့်တော့သူကအေးအေးဆေးဆေးပဲပြန်ဖြေပါတယ်အော်ကျွန်တော်အခန်းထဲမှာရေးပိုက်လိုင်းနင်းနေယူနေလို့မှုတက်နေတာပါမနှက်ပြန်ကြရင်စေးသွလိုက်ပါမယ်အဲ့ဒီအနံဆိုးတွေထွက်မလာခင်တပတ်အလိုမှာဦးဖုံးမြင့်စီမှာအလုပ်လုပ်နေတဲ့အသက်18နှစ်အရွယ်အိမ်အကူမလီအေးအေးဟာရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်ဦးဖုံးမြင့်ကတော့သူမဟာပတ်စံခိုးသည်နေကိုထွက်ပြေးသွားတာလို့ရဲစခန်းမှာတိုင်ချက်ဖွင့်ထားပါတယ်ဒါပေမဲ့အေးအေးရဲ့မိဘတွေကတော့ဒါကိုမယုံကြပါဘူးသူတို့သမီးဟာဘယ်တော့မှခိုးမဲ့ကလေးမျိုးမဟုတ်ဘူးလို့အခိုင်အမာယုံကြည်နေကြပါတယ်ရဲအနည်းငယ်အကြမှာအနံ့ကပုံမပြင်းထန်လာပြီးအခန်း3လတည့်ရဲ့နေရန်တွေမှာအနီရောင်ရေးကြီးအချို့စိမ့်ထွက်လာတာကိုတွေ့လိုက်ရပါတယ်။အင်းနီနာချင်းတွေကကြောက်လန့်တကြားနဲ့ရဲစခန်းလိုအကြောင်းကြားလိုက်ပါတော့တယ်။ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီးဦးဖုံးမြင့်ရဲ့အခန်းတကားကိုရိုက်ချိုးဝင်လိုက်တဲ့အခါဦးဖုံးမြင့်ကိုဧည့်သည်တွေမှာအေးအေးဆေးဆေးထိုင်ပြီးရေဒီယိုနားထောင်နေတာကိုတွေ့လိုက်ရပါတယ်။သူကပြုံးပြုံးလေးနဲ့နှုတ်ဆက်ပြီးမဲ့ရဲတွေကတော့အနံဆိုးထွက်နေတဲ့အိတ်ခမ်းထဲကိုဝင်စစ်ဆေးခဲ့ပါတယ်။အိတ်ခမ်းထဲကနေရန်တစ်ခုဟာအသစ်ဆက်ဆက်အင်္ဂလိပ်ကင်ထားပြီးဆေးအဖြူရောင်တုတ်ထားတာကိုတွေ့ရပါတယ်။ရဲတွေကအဲ့ဒီနေရန်ကိုထုခွဲလိုက်တဲ့အခါဝုန်းနေရန်ကြားထဲကနေထွက်လာတာကတော့ပလတ်စတစ်အိတ်တွေနဲ့ထုတ်ထားတဲ့လူတစ်ယောက်ရဲ့အစိတ်အပိုင်းတွေပါ။အဲ့ဒါကပျောက်ဆုံးနေတဲ့အေးအေးရဲ့အလောင်းဖြစ်နေပါတယ်။ဒါပေမဲ့ထူးဆန်းတာကအေးအေးရဲ့အလောင်းဟာတစ်ခုတည်းမဟုတ်ပါဘူး။အဲ့ဒီနေရန်ထဲမှာပဲနောက်ထပ်ရှေးဟောင်းအယိုးစုတစ်ခုကိုပါတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအယိုးစုကဘာတူလဲ။ဦးဖုံးမြင့်ကတော့ဘာကြောင့်ဒီလိုရက်ဆက်တဲ့လူသတ်မှုကိုကျူးလွန်ခဲ့တာလဲသူ့ရဲ့နောက်ွယ်မှာဘလို့လွှတ်ရွှေချက်တွေရှိနေတာလဲအပိုင်းတွေကိုဆက်ပြီးနားထောင်ဖို့ channel လေးကို subscribe လုပ်ခဲ့ပါဦးနော်